ဒီပိုင်းလေးကိုကြည့်နေကြတယ်တကယ်ကြီးအားလုံးမင်္ဂလာပါနော်ဒီနေ့ video file လေးကတော့ဒါ Adobe Photoshop နဲ့ပေါ့နော်ကျွန်တော်တို့ background design ဆွဲတဲ့နည်းလမ်းလေးကိုဒီပိုင်းလေးမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာPhotoshop ဖွင့်ပြီး file နေ new သွားလိုက်ပါသွားပြီးကျွန်တော်ဒီမှာတော့ကျွန်တော်ကဒီ video ဒီဓာတ်ပုံ site ကိုကျွန်တော်ကဗာလဲဆို1920 1080 site ပဲသွားရတယ်ပေါ့နော်ဒီ frame မှာပေါ့နော်1920 1080 site ဟိုနောက်ဆုံးမှာနော် frame video စာလေးကိုရွေးလိုက်ပြီးတော့80 site ကျွန်တော်ကတကယ်ယူတာ1920 1080 80 site ကိုရွေးတာပေါ့နော်ဒါလေးတွေကိုပြီးဖယ်ထားလိုက်ဒါလေးမျက်စိရှုပ်လို့ဘာကြောင့်1920 1080ရွေးရခြင်းလဲဆိုရင်သူ့ရဲ့ site က80 site လိုချင်လို့ဖြစ်တယ်ဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့ design ဆွဲမှဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့မှာ background ကိုကျွန်တော်တို့ကလေးရပွားထားလိုက်အဲ့တော့သူ့တောက်ခတ်ထားတာကိုနှစ်ချက်ထောက်ပွင့်လိုက်ပြီး okay ပေးလိုက်ပြီးတော့မှကျွန်တော်တို့ဒီမှာသူကဒီကူဆွဲမဲ့ background က color ကိုထည့်ချင်တာဖြစ်တော့ဒီနေရာမှာဒါလေးဒီ tool လေးကိုယူလိုက်ပေါ့နော်ဒီ tool လေးတစ်ချက်ထောက်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီနေရာမှာတစ်ချက်ပြင်ပေးရမယ်ဒီနေရာမှာ gradient မှာကျွန်တော်တို့က gradient ရိုးရှိတယ် classic gradient ရှိတယ်ပေါ့နော်ကျွန်တော်က classic gradient ကိုရွေးပေးရမှာပေါ့နော်ဒါမှသာနေကျွန်တော်တို့ design ဆွဲတဲ့ခါမှာကျွန်တော်လူသုံးလို့ရတယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့အဲ့ gradient ကိုကျွန်တော်တို့ဘာလုပ်မလဲဖိပြီးတော့ဒီအောက်လေးကိုဆွဲလိုက်ဒီမှာ color ပြောင်းထားအောင်မယ်ဒီနေရာမှာကျွန်တော်တို့ဘာ color ပြောင်းမလဲသူ့နှစ်ချက်ထောက်ပြီးတော့ကျွန်တော်ဒီမှာ color ပြောင်းပေးရမှာကဒီနေရာမှာကျွန်တော်တို့ကဒီဟာကိုဒီကျွန်တော်တို့ဒီခရမ်းရောင်အရင်ပြောင်းလိုက်ပေါ့နော်ဒါကိုကြတော့ခရမ်းရောင်အနုကိုပြောင်းလိုက်ဟုတ်ပြီနော်ပြောင်းပြီး okay ပေးလိုက် okay ပေးလိုက်ဟုတ်ပြီဒါဆိုရမယ်နော်အပေါ်ကနေအရင်အောက်ကအနုပေါ့နော်ဒါလေးသိမယ်ပြီးရင်ဒီ layer ကိုတစ်ချက်ထောက် keyboard ကနေပြီးတော့ control D ကိုနှိပ်လိုက်ဒီ layer ထပ်ပြီးတော့ပွားလိုက်တာပေါ့နော်ပွားပြီးတော့မှသူ့ကိုကျွန်တော်က move tool လေးနဲ့သူ့ကိုကျွန်တော်ဘာလုပ်မလဲဆိုရင်ဆွဲပြီးတော့ကျင်းလိုက်ကျင်းတဲ့ခါမှာဒီလိုမျိုးဖြစ်နေကျွန်တော် keyboard က shut key လေးဖိတာဖိပြီးတော့ကျင်းလိုက်တာအောက်လောက်ထားတယ်အဲဒီလိုပုံစံလေးရသွားမယ်ပေါ့နော်ဒီမှာတခုပြောချင်တာဒီမှာဆိုရင်သူ design ကိုကျွန်တော်ကဟိုဘက်ပြန်လှည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် edit ကိုသွား add ကို edit ကိုသွားပြီးကျွန်တော်ဟိုမှာ transform ကိုသွားမယ်ပြီးတာလည်းဟိုအောက်ဆုံးဟာလေးကိုရွေးပေးလိုက်တစ်ချက်ထောက်ပေးလိုက်ဒါဆိုရင်ပြန်လှည့်သွားတယ်ပေါ့နော်အဲဒီပုံစံလေးရလိမ့်မယ်ပေါ့နော် okay ဒီလိုမျိုးလေး background color ပြောင်းပြီးသွားပြီpaper စက်ကူကိုကျွန်တော်တို့ color လေးသွင်းပြီးသွားပြီပေါ့နော်ရလိမ့်မယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ဘာလုပ်မလဲဆိုသူ့တစ်ချက်ထောက်ပြီးသွားရင်တော့ဒီနေရာမှာအပေါင်းလေးကိုနှိပ်လိုက်ဒါကဘာလို့ဆို layer ထပ် layer ခေါ်ထားလိုက်တယ်လို့ခေါ်တယ်နော် layer ခေါ်လိုက်တာခေါ်ပြီးတော့မှကျွန်တော်တို့ဒီမှာဆိုရင်ပန်တူးယူမယ်ပန်တူးမှာကျွန်တော်တို့ဒီနေရာမှာဗာပြောင်းထားပေးရမယ်ဆိုရင် shape နဲ့ path ရှိတော့ဒါ path ကိုမပြောင်းမယ် shape ကိုပြောင်းတယ် design ဆွဲမှာဖြစ်လို့ဟုတ်ပြီနော်ပြီးတာကျွန်တော်တို့မှာဒီကနေတစ်ချက်ထောက်ပြီးကျွန်တော်တို့ဒီတောင်ပုံသဏ္ဍာန်လေးပေါ့လိုကွာဝေးလေးလူလေးဆွဲလိုက်ဒီလိုဆွဲလိုက်ပြီးရင်ဒီနာတစ်ချက်ထောက်ပြီးဒီမှာစုံမှတ်ပြီးလိုက်ဒါဆိုရင်ကျွန်တော်တို့ကဗာလဲတောင်ပုံသဏ္ဍာန်လေးမရပါဘူးလားရမယ်နော်တောင်ပုံသဏ္ဍာန်လေးရပါပြီဟုတ်ပြီနော်တောင်ပုံသဏ္ဍာန်လေးကျွန်တော်ရပါပြီโอเคတောင်ပုံသဏ္ဍာန်လေးရပါပြီဆိုလို့ရှိရင်တောင်ကိုကျွန်တော်ကျင်းလိုက်အောင်မယ်ဒီလေးကပြန်ထောက်တောင်နည်းနည်းလေးသေးလိုက် keyboard ကနေရှက်ကိုဖိပြီးပြီးအောက်ကိုနည်းနည်းဆွဲပြီးတော့သေးလိုက်ဟုတ်ပြီနော်ကဲဆိုတောင်ပုံသဏ္ဍာန်ရပြီဆိုရင်တောင်ပုံသဏ္ဍာန်ရပြီပြီးသွားလို့ရှိရင်တော့ဘာရပြီလဲဆိုရင်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ကပေါ့လာပုံစံဆွဲမယ်လာဆွဲမယ်ဆိုတစ်ချက်ထောက်မယ် layer ထပ်ခေါ်တယ်ထပ်ခေါ်ပြီးဒီမှာကျွန်တော် elevate 2ကိုကျွန်တော်တို့ကရွေးပြီးလိုက်အဝိုင်းလေးကိုပဲရွေးလိုက်ရွေးပြီးရင်ကျွန်တော်ဒီမှာအဝိုင်းလေးဆွဲလိုက် keyboard ကရှက်လေးကိုဖိထားလိုက်လုံးဝအလုံးလေးဖြစ်အောင်ပေါ့နော် okay ဟုတ်ပြီနော်ပြီးတော့သူ့ကျွန်တော် fade မှာဗာလုပ်မယ် color ပြောင်းလာပေးလိုက်မယ် fade မှာအဖြူရောင်ထောက်မယ်ကျွန်တော်ဒီမှာအဖြူရောင်လေးရွေးပြီးတော့ okay ပေးလိုက်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကအဝိုင်းလေးကအလုံးလေးကအဖြူရောင်လေးဖြစ်သွားပြီဟုတ်ပြီနော်ဒါကြောင့်လာရဲ့အနောက်မှာဝါတတာလေးဖြစ်ကျင်တော့ keyboard ကနေ control G ကိုနှိပ်လိုက်မယ်လာကို layer ပွားလိုက်တာပေါ့နော်အောက်မှာအောက် layer နှစ်ခုရသွားပြီတို့လားအဲ့ဒီမှာအောက်က layer ကိုထောက်လိုက်ထောက်ပြီးကျွန်တော်တို့ကမလုပ်မယ်ဆိုရင်ဆွဲကြီးရမှာကြီးဖို့အတွက်ဆွဲပြီး keyboard က order key လေးကိုဖိလိုက်ဒါဆိုရင်အလုံးတိုင်းဖြစ်သွားတယ်နော်ဒီလိုမှ order key ကိုမဖိဘူးဆိုရင်ကျွန်တော်ဆွဲချဲလို့ဆိုရင်မလားတစ်ဖက်ဆိုတစ်ဖက်လိုက်ပြီးဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ order လေးဖိလိုက်တာနဲ့တစ်ဖက်လိုက်မို့တော့ပဲနဲ့အသေးကနေအကြီး keyboard က order ကိုဖိထားမှာနော်ပြီးရင်အမှတ်ချစ်လေးပြန်ဖြုတ်လိုက်မယ် order key လည်းသိမှာပါနော် keyboard က order key နော် ALD လို့ရေးထားတယ်နော် order key ကိုဖိရမှာဒါလေးအခြေခံသဘောတရားလေးသိရမှာပေါ့နော် okay အဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်သူလာအနောက်ကလာဝါမှရမယ်ဟုတ်နော်အဲ့တော့ကျွန်တော် feather ကိုသွားမယ်ပြီးလို့ရှိရင်ကျွန်တော် brow ကိုသွားမယ်ပြီးရင် book brow ကိုရွေးပြီးလိုက်ရွေးပြီးကျွန်တော်ဒီမှာဆိုရင်ဒီနေရာလေးကိုထောက်ပေးလိုက်ထောက်လိုက်ရင်ဒီလိုမျိုးပေါ်သွားတယ်ဒီမှာကျွန်တော်တို့က
ဘုဗလာမှာကျွန်တော်ဘယ်လောက်ယူမယ်ကြည်ချိန်ကြည့်ပေါ့နော်ကိုဘယ်လိုမျိုးအကွာဝေးတော့ထားခြင်းလဲပေါ့အဲ့လိုမျိုးနော်ပြီးပါလို့မယ် okay ပြီးလား okay ဒါဆိုရင်ကျွန်တော်လာချင်လေးမရပါဘူးလားလာလေရပြီတောင်လေရပြီဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီလာနဲ့တောင်နဲ့ကိုကျွန်တော်တို့ဘာလုပ်မလဲလာ3ခုလာ3ခုကို selection လာနဲ့တောင်နဲ့ကို selection ပေးလိုက်ပေးပြီး control E ကိုနှိပ်လိုက်layer ပေါင်းတာ control P P E ကိုနှိပ်လိုက် layer ပေါင်းတယ်လို့ခေါ်တယ်ဟုတ်ပြီနော်လာရဲ့တောင်ရဲ့ကို layer ပေါင်းပြီးတော့ကျွန်တော်တို့ကအနောက်ကိုဘယ်လိုအရေးပုံစံလုံးမှာလေရေထဲကိုကြားတဲ့ပုံစံလုံးမှာဟုတ်တယ်လားအဲ့ဒါဆိုကျွန်တော်တို့ keyboard control G ကိုနှိပ်လိုက်ဒါဆိုlayer ပွားသွားတယ်ပြီးတော့မှကျွန်တော်တို့ကမူတူလေးနဲ့ဒီအောက်လေးကိုဆွဲလို့လှည့်လိုက်ဆွဲတဲ့ခါမှာ shut key လေးကိုနှိပ်တာဒါဆိုရင်အောက်ကိုတို့ဓာတ်ကျသွားတယ်ဟုတ်ပြီနော် shut key လေးကိုနှိပ်ထားမယ်အောက်ကိုဓာတ်ရိုက်သူတို့ကျသွားဟုတ်နော်လာပုံတရလေးပြီးအမှတ်ချဖြုတ်လိုက်မယ်ပြီးဖဲသားလေးမှာဝါထားပြီးလိုက်ဒီနားလေးမှာကျွန်တော်တို့ဝါလိုက်မယ်ဆိုရင်ဒါဆိုရင်တောင်အရိပ်လေးဖြစ်သွားတယ်เนาะဖဲသားမှာဒီမှာလေဖဲသားမှာ 100% အဲ့လိုမျိုးပေါ့ကိုက 100% နှစ်ခုကို80ကျော်လောက်ဝါထားလိုက်ဒါဆိုရင်ဗာလဲအရိပ်တံလေးရပါပြီဟုတ်ပါပြီဒါဆိုရင်ကျွန်တော်တို့ကတောင်ရယ်လာရယ်တော့ပြီးပါပြီနောက်ပြီးရင်တော့တစ်ပင်ဆိုင်မယ်တစ်ပင်မဆိုင်ရင်တော့ကြဲလေးလှုပ်ချင်သေးတယ်အဲ့တော့အပေါ်ဆုံးမှာအပေါ်ဆုံးကိုကျွန်တော်တို့တစ်ချက်ထောက်လိုက်ထောက်ပြီးဒီမှာlayerခေါ်ထားလိုက်ခေါ်ထားပြီးကျွန်တော်တို့ကကျဲလုံးမယ်Elibus 2မှာပဲအကျဲတတိလေးလုံးမယ်ဒီမျိုးလေးအဝိုင်းလေးဝိုင်းလိုက်မယ်အဲ့လိုမျိုးပေါ့နော်Elibus 2မှာကျွန်တော်တို့ကျဲလေးတတိလေးတွေလိုက်လုံးမယ်နော်ဒီမှာတဲကျဲလေးတတိလေးတွေပေါ့အဲ့ဒါအလုံးအများလုံးရမှာနော်ကျဲရတတိလေးတွေအဖြူလေးတွေပေါ့နော်အဲ့လိုမျိုးလေးလုံးရမှာနော်အဲ့လိုလေးပေါ့နော်ဒီမှာဆိုရင်ကျဲလေးတွေတတိလေးပဲဝိုင်းရမှာနော်ဝိုင်းရတတိလေးပဲဝိုင်းရမှာဟုတ်နော်မတိတိလေးအဝူးလေးသေးလေးပဲဟုတ်နော်အဲ့လိုမျိုးသေးရမှာဒါလေးရဲ့တိတိလေးတွားအဲ့လိုမျိုးလေးတွေကျွန်တော်တို့ကလိုက်ပြီးတော့မလုပ်ရမယ်ကျဲလေးကိုlayerတွေဝိုင်းရမှာပေါ့နော်နည်းကြီးကြီးဒီအရှိရဟာဆိုတော့နည်းနည်းကြီးကြီးပေါ့အနောက်ကဟာဒါလေးရဲ့တိတိလေးတွေအဲ့လိုမျိုး90စင်ကျဲလို့ပါလို့ကိုကြိုက်လို့လို့ရရနော်ဒီမှာ90စင်ကျဲလူမျိုးလေး90စင်ကျဲလူမျိုးလေးပေါ့လူမျိုးလေးတွေကျဲလေးတွေဒါကျဲလေးလိုက်လို့တာနော်အဖြူလေးတသေးလေးတွေပေါ့နော်ဝေးအပေါ်ကရောက်သွားတဲ့ခါမှာကျွန်တော်ဗာတသေးလေးလောက်ရမှာနော်ဒါလေးကတသေးလေးတွေလို့ဆွဲလိုက်ရုံပဲဟုတ်ပြီနော်တသေးလေးတွေဆွဲရမှာတသေးလေးကျဲဆိုရင်တသေးလေးနော်အောက်ရဟာကြီးတယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့ဗာလုပ်မဲ့ဒီတောက်ဆုံကျဲလေးတွေမရဘူးလားရှားမယ်နော်ကျဲလေးတွေဟိုနာကျက်တယ်ဒီနာကျက်တယ်ဟုတ်ပြီနော်ဒီနာဟိုနာကျက်တယ်ဒီနာကျက်တယ်ကျွန်တော်ကျဲလေးလုံးမှာโอเคဒီလိုကျဲလေးတွေဖြစ်သွားပြီနော်ဒါလေးရဲ့ကျဲလေးမဖြစ်ဘူးလားဖြစ်ပြီနော်โอเคအဲ့ဒါအဲ့ဒီကျဲလေးတွေပါကျွန်တော်ရေထဲကိုချဖို့အတွက်အဲ့ဒီကျဲတွေအားလုံးlayerပေါင်းလိုက်ကျဲတွေအားလုံးမလုပ်မယ် layer ပေါင်းလိုက်မယ်keyboard က shut ကိုထိဖိထားပြီးတော့ keyboard က shut ကိုဖိပြီးတော့ selection ပေးလိုက်ပြီး control E ကိုနှိပ်လိုက်အပေါ်မှာပြပြီးမယ်နော် layer ပေါင်းလဲဆိုဟိုးအပေါ်ဆုံးမှာကျဲ layer တစ်ချက်ထောက်ပြီးွားရင်နောက်အောက်ဆွဲချပြီး keyboard ကနေပြီးမလုပ်မယ် shut ကိုဖိထားလိုက် shut ကိုဖိပြီးတော့ layer ပေါင်းလိုက်ပြီး control E ကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ဗာလဲဟိုဖြစ်သွားပြီကျဲ layer တစ်ခုရဖြစ်သွားပြီနော်ပြီး control G ကိုနှိပ်လိုက် layer ပွားတယ်ပေါ့နော်ပြီးတော့မှသူ့ကိုကျွန်တော်ကမူတူလေးနဲ့အောက်ကိုဆွဲချဲလိုက်ဟုတ်ပြီနော်မူတူလေးနဲ့မလုပ်မယ်control G ကိုနှိပ်မယ်ပြီးရင်မူတူလေးနဲ့ဒီအောက်ကိုဒီလိုလှည့်လိုက်ဟုတ်ပြီနော်အောက်ကျလိုက်ပေါ့နော်အောက်ကျလိုက်အောက်ရွှေ့ထားအဲ့လိုချပြီးွားရင်ကျွန်တော်ဘာလုပ်မလဲဝါပြီးမယ်ဝါလိုက်မယ်နော် 100% မှာကျွန်တော်တို့က opacity လေးလျှော့လိုက်မယ်โอเคဒါဆိုရင်အောက်မှာရေအောက်မှာကျဲလေးတွေကြာတာမတွေ့ပါဘူးလားရပြီနော်โอเคမယ်နော်ကဲအဲ့ဆိုကျဲတွေလည်းပြီးွားပြီဆိုရင်နောက်တစ်ခါလုံးကျွန်တော်ကဒီ layer ထပ်ခေါ်မယ်ခေါ်ပြီးတော့ကျွန်တော်က black 2မှာ black 2ကိုရွေးမယ် black 2ကိုရွေးပြီးတော့ကျွန်တော်တစ်ပင်ရွေးပေးရမယ်အဲ့တော့ဒီမှာဆိုရင် black 2မှာဆိုဒီနေရာလေးကိုထောက်မယ်ထောက်ပြီးကျွန်တော်ဒီမှာ setting ကိုသွားမယ်ပြီးွားရင် import black ကိုထောက်မယ်input black ကိုထောက်ပြီးတော့ခုနကကျွန်တော်ခုဒီ video file လေးရဲ့ download link မှာ black 2ပေးထားတယ်အဲ့ဒီမှာကျွန်တော်ကဒီ floater လေးနဲ့လာတယ်ဗောနော်ဒီဝင်းဝဖြီးလိုက်မယ်ဖြီးရတဲ့ခါမှာဒီလိုပေါ်သွားရင်ဒီ black လေးကိုထောက်ပြီးတော့ okay lock ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တဲ့ခါမှာဒီမှာလာပေါ်သွားတယ်ဒီမှာပေါ်သွားရနော်သူ့ရဲ့ဟာနဲ့သူ့ရဲ့နာမည်နဲ့ပေါ့နော်ဒီမှာနော် concept true black ဆိုတဲ့ဟာလေးပေါ်လာရဲ့အဲ့ဒါလေးကိုကျွန်တော်ကထောက်ပြီးတော့အဲ့မှာကိုကြိုက်တဲ့တစ်ပင်ကိုရွေးရမှာကိုကြိုက်တဲ့တစ်ပင်မှာရွေးကြည့်ပေါ့နော်ကိုပဲတစ်ပင်ကြိုက်လေပေါ့ထင်းရှူတော့တပင်တောင်းတန်းနဲ့ပတ်သက်အဲ့ black 2လည်းဒီမှာ download link မှာပေးထားမယ်နော်
အဲ့ဒါကိုတောင်းပြီးရင်ကိုကြိုက်တဲ့သပင်ရွေးလို့ရတယ်ဗောနော်โอเคဒီပင်ကြိုက်တယ်ဗောဒီမှာတခုပြောချင်တာလေယာခေါ်ထားရတယ်နော်လေယာခေါ်ပြီးတော့မှသပင်ကိုစိုက်လိုက်စိုက်ပြီးသွားရင်ဒီမှာဆိုရင်သပင်ကိုကျွန်တော်အယောင်ပြောင်းရမယ်အယောင်ကဘာအယောင်လဲဆိုဒီအဖြူနေရာမှာကျွန်တော်တို့ကဒီအယောင်လေးပဲရွေးထားပေးလိုက်ပြီးရင် okay ပေးလိုက်ပြီးရင်တစ်ချက်ထောက်ပြီးတော့သပင်ကိုကျွန်တော်တို့ကမုတူလေးနဲ့ဆွဲပြီးကျင်းလိုက်နေရာချလိုက်ဗောနော်โอเคဒီနေရာလေးမှာသပင်လေးစိုက်တယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးကျွန်တော်တို့သပင်စိုက်တယ်လွယ်ပါတယ်နော်မခက်ပါဘူးနော်အဲ့တော့ကိုကြိုက်တဲ့သစ်ပင်ကိုကြိုက်သလိုအမှရွေးပြီးသစ်ပင်နဲ့ကြိုက်သလိုစိုက်လို့ရတယ်ပေါ့နော်ပြီးသွားပြီဆိုရင်သူ့အရေးလောက်ကျွန်တော်တစ်ချက်တော့ keyboard control G ကိုနှိပ်လိုက်လေယာခေါ်ပြီးကျွန်တော်မူတူလေးနဲ့ကျွန်တော်တို့သူ့ကိုအောက်လေးကိုလှည့်လိုက်ပေါ့လှည့်လဲရတယ်နော်လှည့်ပြီးတော့မှအောက်ကိုဆွဲလိုက်ဆွဲပြီးတော့ opacity short ပေးရမယ်နော်အရေးဖြစ်တဲ့အတွက်ကြောင့်နော်သစ်ပင်လည်းအရေးဖြစ်တော့ opacity short ပဲအဲ့လိုမျိုးလေးလို့မရဘူးလားဒီသစ်ပင် black ကိုလည်းကျွန်တော် download link ပေးထားရနော် download ပြီးခုနကကျွန်တော် black setting မှာသွားပြီး improve black မှာတက်ထည့်ရမှာနော်ပြတာပြီးသွားပြီဒေတာလေးကြည့်ပေးပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေရှုခင်းလေးနည်းနည်းအသက်ဝင်လာပြီးတော့နော်အဲ့ဒီမှာကျွန်တော်ဗာဆက်လုပ်လို့ရတယ်ဆိုသစ်ပင်ကြိုက်တဲ့သစ်ပင်ကြိုက်တဲ့ပုံစံလုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်နောက်လှေလေးလှုပ်ချင်သေးတယ်အဲ့တော့လေယာတစ်ခုထက်ခေါ်ပေါင်းပေါ့နော်အပေါင်းလေးရာလေးထောက်ပြီးသွားရင်ပန်တူးသွားပြီးတော့လှေပုံစံဒီနားမှာထည့်မယ်အဲ့တော့လှေပုံစံဆွဲမယ်လှေပုံစံဆွဲမယ်ဒါလှေပုံစံလေးပေါ့ဒါလှေပုံစံလေးပေါ့နော်လှေပုံစံလေးလှေပုံစံလေးပြီးရင်ဒီမှာတစ်ချက်ထောက်ပြီးရင်ထောက်လှေပုံစံနော်ပြီးတော့တူကြလှေပုံစံအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကသူ့ကိုဘာလို့မပေးသေးလိုက်မူတူလေးနဲ့သေးလိုက်ဒါဆိုရင်လှီလေးရမရဘူးလားရပြီနော်လှီလေးရသွားပြီလှီရပြီနော်လှီရပြီဆိုလို့ရှိရင်အဲ့လှီကိုကျွန်တော်တို့ကဘာလုပ်မလဲလှီမှာကျွန်တော်တို့ကဘာဆက်လုပ်ရမလဲဆိုရင်ခေါင်းမလှသည်ခေါင်းကိုလှအောင်လုပ်မယ်ခေါင်းကအချွန်ဖြစ်နေလုံးလုံးလေးဖြစ်ကြမှာခေါင်းကလုံးရမှာနော်ဒီမှာပန်တူလေးနဲ့နောက်တစ်ခါထပ်ခေါ်လိုက်ထပ်ခေါ်ပြီးတော့လုံးလိုက်ဟုတ်ပြီအဲ့ဆိုရပြီနော်အဲ့လိုလေးရပြီဆိုတော့မှကျွန်တော်ဒီမှာလှေပုံတံလေးလှေကိုကျွန်တော်တို့ကနည်းနည်းသေးအောင်မယ်သေးမှရမယ်ဝီးဖြစ်သွားတော့လှေကကြီးနေသေးလိုက်အဲ့လိုမျိုးလေးသေးလိုက်ဟုတ်ပြီနော်ဒါဆိုရင်မရအောင်ရရင်သူ့ကိုကျွန်တော်အဲ့လှေမှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ဟိုဟာထည့်ရမယ်လှေမှာရွက်လီလေးဟုတ်လားပေါင်းကိုခေါ်မယ်လေယာထက်ကိုခေါ်ပြီးရွက်လီပုံစံလုပ်မယ်အဲ့တော့ဒီမှာတစ်ချက်ထောက်မယ်ပြီးဒီမှာတိုင်ပေါ့နော်ဒီမှာတိုင်ရွက်လီဒီဇိုင်းနော်ရွက်လီကျိုးဆွဲအဲ့လိုမျိုးလေးပေါ့နော်ဒါရွက်လွင့်တာပေါ့ရွက်လင်းတဲ့ပုံစံလေးလောက်လိုက်တယ်ပြီးလေအဒီလေးဟာလှေအောက်ဆွဲချလိုက်ဘာကြောင့်အောက်ရောက်အောင်ရွက်လင်းတဲ့ပုံစံလေးအဲ့လိုမျိုးလေးလောက်လိုက်ပါနော်နည်းနည်းပြီးကြည့်လိုက်အောင်သေးသေးတယ်နည်းဆွဲချက်တယ်အဲ့လိုမျိုးလေးဟုတ်ပြီပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲလူပုံစံလုပ်မယ်ဒီမှာလူလေးထည့်မယ်လေယာထက်ခေါ်မယ်လေယာထက်ခေါ်ပြီးဒီမှာလူထည့်မယ်လူပုံစံရေးဆွဲမယ်အဝိုင်းလေးသွားပြီးဒီမှာလူအခေါင်းလေးပေါ့ခေါင်းပြီးပန်တူးလေးနဲ့ခန္ဓာကိုယ်လုပ်မယ်ဒီမျိုးလေးဆွဲဖြတ်မယ်ဒီမျိုးလေးထိုင်လူထိုင်တာပေါ့ကျိုးဆွဲပြီးတော့ကျိုးဒီမှာโอเคเนาะအဲ့မှာဒါလေးကလူပုံစံကျိုးဆွဲနေတာဟုတ်ပြီเนาะโอเคဒါဆိုကျွန်တော်လုပ်တာကိုကြည့်လိုက်မယ်အဝေးကြည့်မယ်ဟုတ်ပြီတဲ့เนาะရမယ်เนาะဒီမှာဒါနော်ဒီမှာရွက်လီလေးပဲသွားကြပါနော်အဲ့ဒါသူ့ကိုကျွန်တော်ကအရေးလို့မလှေကိုအရေးလို့မယ်ကွန်ထရိုးကြီးကိုနှိပ်လိုက်မယ်ပြီးရင်သူ့ကိုလှည့်လိုက်လှည့်ပြီးသွားရင်သူ့အောက်နည်းနည်းချလိုက်မယ်အရေးပေါ့နော်အောက်နည်းနည်းချမယ်ပြီးရင်ကျွန်တော်ဘာလုပ်မလဲ opacity short ပေးလိုက်opacity short ပေးလိုက်လှေကိုအောက်ချတာနော်ဒီလှေကိုဒုတိယအောက်ချတာโอเคဒါဆိုကျွန်တော်အရေးလေးလည်းမရပါဘူးလားရပါပြီเนาะโอเคအဲ့ဒါဒီဇိုင်းလေးက
ရမယ်ပေါ့နော်အဲ့တော့ဟုတ်ကဲ့ပါအဲ့တော့ဒီဘက်လေးကြည့်ကြတဲ့တင်ငယ်ချင်းတွေအားလုံးပဲကျွန်တော်ဒါကိုရဲ့စိတ်ကူးထဲကဒီဇိုင်း 2D background လေးကိုဆွဲထည့်လိုက်မယ်လို့ထင်ပါတယ်နောက်ထပ် Photoshop နဲ့ပတ်သက်ပြီးတော့သင်ခန်းစာတွေကျွန်တော်ရဲ့ section ထဲမှာမကြာမကြာတင်ပြရမယ်ပေါ့နော်โอเคပါအဲ့ဒါကျွန်တော်နောက်ထပ်သင်ခန်းစာမှာပြန်ဆုံမယ်အားလုံးဘိုင်